24ပစ္စည်းရွတ်ဖက်ပြီးအတိပ္ပယ်သိအောင်နားထောင်လိုက်ပါပဋ္ဌာန်း24ပစ္စည်းစုတောင်းဟေတုပစ္စည်းရောအကုသိုလ်ကင်း၍ကုသိုလ်နှင့်ရှင်တွဲရပါစေသာအာရမဏပစ္စည်းရောမျက်စိနှင့်နားသည်နိဗ္ဗာန်သို့မျက်မှောက်ပြုရပါစေသာအတိပ္ပိပစ္စည်းရောယုံနှံနှစ်ပါးကိုစောင့်ရှောက်ထိန်းသိမ်းနိုင်ရပါစေသာအနန္တရပစ္စည်းရောများလာစွာသောကုသိုလ်တရားတွေကိုကိုယ်တိုင်ပြုကျင့်ရပါစေသာတမနန္တရပစ္စည်းရောယုံနှင့်နံအတူရှိသောတရားတို့ကိုမျက်မှောက်ပြုရပါစေသာတာဟဇာတပစ္စည်းရောရုပ်ချင်းနံချင်းထင်ရှားစွာသိရပါစေသောအညမညပစ္စည်းရောယုံမနံတို့နံမယုတ်တို့ပြောင်းလဲ၍သိရပါစေသောနေတရပစ္စည်းရောယုံနံနှစ်ပါးတို့၏တရားကိုသိရပါစေသာဥပနေတရပစ္စည်းရောဇရဏသုံးပါးကိုဥထိတ်ထားရပါစေသာပုယေဇာတပစ္စည်းရောရှေးကဖြစ်သောအကုသိုလ်ကိုပယ်၍ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသာပစ္စာဇာတပစ္စည်းရောနောက်၌ဖြစ်သောအကုသိုလ်ကိုပယ်၍ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသာအာတေဝနပစ္စည်းရောလူရဆန္ဒမရှိအောင်ပြည့်စုံရပါစေသာကမ္မပစ္စည်းရောကံသုံးပါးကိုထိမ့်သိမ်းနိုင်ရပါစေသာဝိပါကပစ္စည်းရောဝိကျွေးသုံးတွေကိုပယ်ဖျက်ရပါစေသာအာဟာရပစ္စည်းရောလူရဆန္ဒကိုပြည့်စုံစွာထောက်ပံ့နိုင်ရပါစေသာအိန္ဒြိယပစ္စည်းရောယုံနာကိုထိမ့်သိမ်းတတ်သောပညာနှင့်ပြည့်စုံရပါစေသာဇာနာပစ္စည်းရောသူတော်ကောင်းတရား9ပါးနှင့်ဉာဏ်စဉ်5ပါးတို့နှင့်ပြည့်စုံရပါစေသာမဂ္ဂပစ္စည်းရောဘာဝနာ2ပါးအပေါင်းတို့အာယုံဖြစ်၍အထုထိတ်ပညာကိုရပါစေသာတံပယုတ်တပစ္စည်းရောသူတော်ကောင်းတို့နှင့်ပေါင်း၍9ဖြာသောတရားနှင့်ရှင်တွဲရပါစေသာဝိပယုတ်တပစ္စည်းရောသူယုံမာနှင့်ဝေး၍အကုသိုလ်နှင့်ကင်းရှင်းရပါစေသာအဋ္ဌိပစ္စည်းရောသမုဒိနေ၏အရှင်ကိုဟုတ်မှန်စွာသိရပါစေသာနတ္ထိပစ္စည်းရောပရမကမရှိတရားကိုအတိကိုမျက်မှောက်ပြုရပါစေသာဝေဂါဒပစ္စည်းရောရှင်း၌ပွင့်ကိုပြီးသောဘုရားတို့ကိုရှိခိုးရပါစေသာအဝိကတပစ္စည်းရောပွင့်လက်တန်သောဘုရားတို့ကိုလည်းရှိခိုးရပါစေသာပဋ္ဌာန်းဒေသနာတော်အမျှဝေဣတဝဒါစအမေဟိပဋ္ဌာနံဗဏိတံတုပံတံပေတဏ္ဏနုမောတံတုတတ္တမထိတိကာမိနောတာရုပါအရှင်ဘုရား